Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ parenting style တွေကဒီ classroom management အပေါ်မှာဘယ်လိုမျိုးသက်ရောက်မှုရှိလဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်အဲ့တော့မိတွေပါတယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ parenting style ကဘယ်လို type ချိန်မှာပါလဲဆိုတာကိုရွေးပေးခဲ့ပါအောင်နော်အဲ့တော့ parenting style ကိုဒီပွေကအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်၄ခုရှိရပေါ့နော်authoritative, authoritarian, permissive, neglectful ဆိုပြီးတော့မှ၄ခုရှိတယ်ဆိုတော့ဒီရဲ့ parenting style ကိုဘယ်သူက research လုပ်ခဲ့တာလဲဆိုလို့ရှိရင် Diana Baumrind ကနေပြီးတော့မှ research လုပ်ခဲ့တာပေါ့နော်သူက American clinical psychologist တယောက်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီချက်တော့ type တစ်ခုချင်းစီရဲ့ detail အကြောင်းအရာကိုလေ့လာကြည့်အောင်ပထမတစ်ခုကတော့ authoritative parenting style ပေါ့နော်အဲ့တော့ဒီလိုမိဘမျိုးတွေခါကြတော့ကလေးတွေနဲ့အမြဲတမ်းညှိနှိုင်းတဲ့ပုံစံရှိရပေါ့နော်ညှိနှိုင်းတဲ့မိဘပုံစံပေါ့နော်အရင်ဆူဆဲတာအရင်တင်းတာမျိုးလည်းမဟုတ်ဘူးအရင်ရှော့တာမဟုတ်လေအရင်ရှော့တာမျိုးလည်းမဟုတ်ဘူးပေါ့နော်adjust လုပ်လို့ရတဲ့နေရာမှာရှိတယ်ဆိုတော့ဒီလိုကလေးမျိုးတွေက teacher ရဲ့ classroom ထဲကိုရောက်လာတဲ့အခါမှာကလေးတွေကစီကံတေချာလိုက်နာတယ်စာနဲ့ပတ်သက်ပြီးတော့မှဆရာဆရာမတွေကိုမေးခွန်းပြန်မေးရတဲ့တတ်တီတူတို့မှရှိတယ်ပြီးတော့ group work presentation တွေမှာကောင်းကောင်းလေးပူးပေါင်းဆောင်ရွက်နိုင်တာကိုတွေ့ရပါတယ်ဒုတိယတစ်ခုကတော့ authoritarian parenting style ပေါ့နော်အရန်တင်းကျပ်တဲ့ rule တွေ regulation တွေအများကြီးရှိတဲ့တင်းကျပ်တဲ့မိဘပုံစံပေါ့အဲ့တော့ဒီလိုကလေးမျိုးတွေက teacher ရဲ့စာသင်ခန်းတွေမှာရောက်လာတဲ့အခါမှာသူတို့ကလေအိမ်မှာလာ angel ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အတန်းထဲရောက်တိုင်းတိတ်ဆိတ်နေပြီသူတို့အမားလုံးကမှအရန်ကြောက်တယ်အဲ့ဒီမှာလေသူတို့မေးခွန်းတစ်ခုမေးလိုက်တယ်နော်သူတို့အဖြေသိတယ်ဒါပေမဲ့ထီလိုက်ရင်ငါမားသွားမလားမသိဘူးဆိုတဲ့စိတ်တက်မျိုးပေါ့နော်အမားလုံးမှာအရန်ကိုကြောက်တယ်မေးခွန်းမေးဖို့လေကလေးတွေကအရန်ကိုရှက်တတ်တယ်ဒီလိုကလေးတွေက participation မှာလည်းအရန်အားနေနေတာမျိုးတွေ့ရတယ် Mother parenting style ကတော့ permissive parenting style ပေါ့နော်ဒါကတော့ freedom လွတ်လပ်ခွင့်တွေရန်ပေးထားတယ်ကြိုက်ရဆော့လုပ်ချင်ရလုပ် freedom ဒါဆိုလို့ရှိရင် classroom မှာဘယ်လိုမျိုး effective ရှိလဲဆိုတော့ဒီလိုကလေးတွေကစီကံလိုက်နာမှုအားနေတယ်ဘာလို့လဲဆိုတော့rules တွေသတ်မှတ်ထားတာမျိုးသူတို့ရဲ့ဘဝမှာဒီ rules တွေနဲ့တိတ်ပြီးတော့မှfamily မဖြစ်ဘူးပေါ့နော်အဲ့လိုကလေးတွေခါကြတော့အတန်းထဲမှာစီကံလိုက်နာမှုအရန်အားနေတယ်သူတို့ lesson အတွင်းမှာပဲစကားပြောတယ်ဒါပေမဲ့ဒီ text တွေကိုခါကြတော့ကလေးတွေကပြီးမြောက်အောင်သူတို့မလုံဆောင်နိုင်ကြအရန်ကို free ဖြစ်လို့နေပေါ့နော်ဆိုတော့ teacher ရဲ့ classroom management မှာဒီလိုမျိုးကတော်တော်လေးကိုအခက်အခဲဖြစ်စေနိုင်ပါတယ် permissive parenting style ရှိတဲ့ကလေးတွေပေါ့နော်နောက်ဆုံးတစ်ခုကတော့ permissive tag ကို totally ရော့သွားပြီပေါ့နော်လုံးဝကို neglect လုပ်ထားတာဒီချက်တွေ့ကြုံရဆိုဘယ်လိုမျိုးကြီးလဲတွေ့ရလဲဆိုတော့စာသင်ကြားတဲ့အခါမှာတင်တန်းအပ်ထားလားဆိုရင်တင်တန်းအပ်ထားတယ်ပေါ့နော်ဒါပေမဲ့ကလေးတွေရဲ့တိုးတက်မှုတွေလိုအပ်ချက်တွေကိုလည်းမိဘတွေကိုယ်တိုင်ကမသိဘူးပေါ့နော်ဒီလိုမျိုးတွေလည်းရှိကောင်းရှိနိုင်ပါတယ်ဘာလို့လဲဆိုတော့တင်တန်းအပ်ရင်ပြီးရောကျောင်းသွားရင်ပြီးရောဆိုပြီးတော့ neglect လုပ်ထားတဲ့ parent တွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီလိုကလေးတွေက classroom ထဲမှာဘယ်လိုဖြစ်လဲဆိုလို့ရှိရင်စာစိတ်ဝင်စားမှုကိုတော်တော်လေးအားနေတယ်ကိုလည်းယုံကြည်မှုနေတယ်တယောက်ထင်းနေတာများတယ်ပေါ့နော်ဥမာအဖေတွေနဲ့ discuss လုပ်ရမယ်ဆိုရင်တော့တယောက်ထင်းနေတာပဲသူတို့ပို့ပြီးတော့မှအားတာတယ်ဒီလိုကလေးတွေကparents တွေကလည်း neglect လုပ်ထားတဲ့အတွက်ကြောင့်မို့ဆရာဆရာမအနေနဲ့ပို့ပြီးတော့မှ support ပေးဖို့လိုအပ်တယ်ပေါ့နော်parenting ပေါ့နော်ဒါဆိုလို့ရှိရင်မိဘတွေအနေနဲ့ကိုယ့်ရဲ့ parenting style ကလိုအပ်ချက်ရှိရဆိုလို့ရှိရင်ကလေးတွေနဲ့အတူတူ quality time ပေါ့နော်ကလေးနဲ့အတူတူအချိန်တွေကုန်ဖို့လိုအပ်တယ်တခါလေးကြာရင်ကိုယ်တိုင်းကအလုပ်များနေတာတွေကလေးတွေကိုလစ်လူရှုတယ်လို့ဖြစ်သွားတာတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီအချိန်မှာကလေးတွေကိုတခြားလေးအချိန်ပေးပြီးတော့မှသူတို့ရဲ့လိုအပ်ချက်တွေသူတို့ရဲ့ခံစားချက်တွေကိုလည်းတည်တည်ချာချာလေးနားထောင်ပေးဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဖေမေတို့အနေနဲ့ကိုယ့်ရဲ့ parenting style ကိုရွေးမယ်ဆိုလို့ရှိရင် teacher ရှေ့တုန်းကပြခဲ့တယ်၄ခုတည်းကပထမတစ်ခုကတော့အကောင်ဆုံးဖြစ်ပါတယ်ကလေးတွေနဲ့တင်းများတာအောင်မနော်တင်းလျော်အောင်လို့ adjust လုပ်ပြီးတော့မှနေထိုင်တာမျိုးပဲဖြစ်ပါတယ်အရင်တင်ကြလွန်တာမျိုးလည်းမဖြစ်ရဘူးအရင်အ short ပေးထားတာမျိုးလည်းမဖြစ်ရဘူး neglect လုပ်တာမျိုးလည်းမရဘူးပေါ့နော်adjust လုပ်ပြီးတော့မှနေထိုင်တာကတော့အကောင်ဆုံးဖြစ်ပါတယ်နောက်တစ်ခုကတော့ဆရာဆရာမတွေအတွက်ပေါ့နော်အဲ့တော့ teacher တို့အနေနဲ့ကလေးမျိုးစုံကကို classroom တွေကိုရောက်လာနိုင်တယ်ပေါ့နော်အဲ့လိုချိန်မျိုးမှာဆိုရင် teacher တို့အနေနဲ့ကလေးတယောက်ချင်းစီရဲ့လိုအချက်ပုံမှာမူတည်ပြီးတော့မှဒီစာသင်ခန်းကြီးတစ်ခုလုံးကလည်းသူတို့ရဲ့အိမ်နဲ့တူညီသောsafe environment တစ်ခုဖြစ်အောင်လို့ teacher တို့အနေနဲ့ပြုစုထားပေးဖို့လိုအပ်တယ်ပေါ့နော်စာသင်ရုံနဲ့မကဘဲနဲ့ safe environment ဖြစ်အောင်လို့
လုပ်ပေးဖို့လိုအပ်ပါတယ်နောက်တစ်ခုကကိုယ့်ရဲ့အတန်းထဲမှာကလေးတွေက participation အတွက်အားနည်းရဆိုလို့ရှိရင်သူတို့မှာချွင်းချက်တစ်ခုခုတော့ရှိမှာပဲပေါ့နော်အဲ့တော့နေရမဆွေးနွေးဘူးလားဘလို့ဖြစ်တယ်ဒီလိုမျိုးပြောတာတဲ့သူတို့ရဲ့နောက်ကြောင်စစ်မြစ်ကိုပြန်လိုက်ကြည့်ပေါ့နော်ကလေးတွေရဲ့အခြေအနေကဘလို့ရှိရလဲဒီအခြေအနေပေါ်မှာမူတည်ပြီးတော့မှ teacher ကနေပြီးတော့မှလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့အတွက်လိုအပ်တယ်အဲ့လိုနဲ့ပဲကလေးတွေက participation မှာဝင်လာပြီးပေါ့နော်စာရေးလိုက်ဆွေးနွေးတယ်အတန်းထဲမှာ chap stage ကိုသူတို့ကလိုက်နာရဆိုလို့ရှိရင် teacher တွေအနေနဲ့ကလေးတွေကိုလည်း praising လုပ်ပေးဖို့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုကကလေးတွေကတချို့များသောအဖြစ်ပေါ့နော် teenagers တွေမှာဆိုလို့ရှိရင်သူတို့တွေကအိမ်ကမိဘတွေကိုလေသူကပြောထားမရှိဘူးတငယ်ချင်းတွေလည်းမပြောဘူးဒီဆရာမတွေကိုပဲအားကိုးတဲ့အတွက်ကြောင့်မလို့ယုံကြည်အားထားတဲ့အတွက်ကြောင့်မလို့ရင်ပွင့်ဆွေးနွေးတာမျိုးလည်းရှိရပေါ့နော်အချိန်ကြာလို့ရှိရင် teacher တွေအနေနဲ့တတိချာလေးနားထောင်ပြီးတော့မှသူတို့ကိုလမ်းမှန်ရအောင်လည်းသူတင်ဆုံးမပေးဖို့လိုအပ်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်